ရင်းနှီးမြှုပ်နှံမဲ့ investor တွေအကြားစီမံကိန်းတွေအများကြီးရှိတယ်။ပဲခူးမြို့က3850တန်းခရမ်းမြေပေါ်လေးတစ်ခွက်ပြပေးမယ်နော်။လူဦးရေ2သိန်းကျော်ရှိတဲ့ပဲခူးမြို့ကြီးကအရန်ကိုစီကားပါတယ်နော်။အင်ချမ်းမြေဈေးဘက်ကလည်းရန်ကုန်မြို့နဲ့အတူဖွံ့ဖြိုးတဲ့အနေအထားမှာရှိပါတယ်။တိုးပွားလာတဲ့လူဦးရေရာမြို့သစ်နေရာတွေလည်းထပ်ပြီးတိုးချဲ့နေရပါတယ်။လားလာကောင်းတဲ့စီမံကိန်းတွေနဲ့ပြည့်နေတဲ့မြို့တစ်မြို့ပါခင်ဗျာ။မြေပေါ်လေးကကြီးလေးကြီးလမ်းဆောင်နားမှာရှိပါတယ်။မြေမျိုးစားကခရမ်းမြေပါ။ရောင်းသူဘက်ကတာဝန်တွေဖြစ်တဲ့အမည်ပေါက်ပြောင်းလဲတာတွေရောင်းခွန်ဆောင်တာတွေအကုန်လုံးဆောင်ရွက်ပေးပါပါခင်ဗျာမြေခွဲရှိထိကားဝင်လို့ရပါတယ်ဆက်စစ်မီရရှိပြီးတော့ရေမတက်ရှင်မှုပဲဖက်အိမ်ဆောက်ပြီးအသက်နေထိုင်နိုင်တဲ့နေရာလေးပါညနေခင်းအချိန်လေးဆိုတော့ရာသီဥတုကလည်းအေးနေတာနဲ့တောင်ပေါ်မျိုးလေးတစ်ခုကိုရောက်သွားသလိုပါပဲညာလိပ်စာလေးကတော့ဥတ္တာမျိုးတစ်ရက်ကွက်နဲ့ဥတ္တာဥယျာဉ်အိမ်ကအကွက်အမှတ်84ပါခင်ဗျာ3850ကိုအများကြီးထပ်လျှော့ပေးအောင်ပါစိတ်ဝင်စားရဲဆိုရင်3999 100 300ဒါမှမဟုတ် page ချက်ပေါက်ကနေဆက်သွယ်နိုင်ပါတယ်